American နဲ့ Israel တို့ တိုက်ခိုက်မှုကြောင့် Iran အစိုးရအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိဟု Germany ဝန်ကြီးချုပ်ပြောကြားအရှိအလဲပိုင်းက American, Israel နဲ့ Iran တို့ကြားဖြစ်ပွားနေသည့်စစ်ပွဲသည် Iran ၏အစိုးရအပြောင်းအလဲကိုဖြစ်ပေါ်စေနိုင်ဖွယ်မရှိကြောင်း Germany ဝန်ကြီးချုပ် Friedrich Merz က March 28 ရက်တွင်ပြောကြားခဲ့သည် Frankfurt မြို့၌ FAZ သတင်းစာကကြီးမှုကျင်းပသောဖိုရမ်တစ်ခုတွင် Merz က Iran အစိုးရအပြောင်းအလဲဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့ကလက်ရှိပြည်ပခါမှာရောပါသွားမည့်အရေးအယောင်မရှိသည့်ကြောင်းထောက်ပြခဲ့သည်တကယ်လို့အဲ့ဒါ Iran အစိုးရအပြောင်းအလဲကအကြီးမှန်းချက်ဆိုရင်တော့ခင်ဗျားတို့အောင်မြင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အရင်ကဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေမှာလည်းအဲ့ဒီနီလန်းကအမှားယွင်းတွေနဲ့ပဲအဆုံးသတ်ခဲ့တာများပါတယ်ဟု Merz ကပြောကြားခဲ့ပြီးအာဖဂန်စစ်ပွဲကိုတာရကအဖြစ်ရည်ညွှန်းပြောဆိုခဲ့သည်လက်ရှိမှာခိုင်မာတဲ့မဟာဗျူဟာရှိရလားအဲ့ဒီမဟာဗျူဟာကိုရောအောင်မြင်မြင်အကောင့်ထဲဖော်နိုင်ရလားဆိုတာကျွန်တော်မှာအလွန်ကြီးမားတဲ့သံတရားတွေရှိနေပါတယ်အဲ့ဒီလိုခြေနေမျိုးမှာဒီစစ်ပွဲဟာအခုထက်တောင်ပူပြီးကြာရှည်သွားနိုင်ပါတယ်ဟု၎င်းကသတိပေးခဲ့သည်အီရန်နိုင်ငံပေါ်တိုက်ခိုက်မှုများမှာပူးပေါင်းပါဝင်ရန်ဖြစ်ခွက်ခဲ့သည့်နီတိုအဖွဲ့ဝင်နိုင်ငံများပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ဝေဖန်ဖြစ်တင်မှုများကိုဂျာမနီအစိုးရကပြန်လည်တုံ့ပြန်ခဲ့ပြီးအဆိုပါစစ်ပွဲသည်မိမိတို့ရဲ့စစ်ပွဲမဟုတ်ကြောင်းအခိုင်အမာပြောကြားခဲ့သည်သမ္မတထရန့်နင်းဖြင့်ဂျာမနီရဲ့ယက်တီချက်ကိုလက်ခံခဲ့ပြီးဟုမိမိယုံကြည်ကြောင်းမတ်စ်ကပြောကြားခဲ့သည်အကယ်၍အကက်ခက်ရစီချက်ရရှိခဲ့ပါကလက်ရှိတွင်လုံးဝနီးပါပိတ်ဆို့ထားရသောယင်းနေနဲ့တဘာဝတက်ငွေအဓိကလမ်းကြောင်းထက်သည့်ဟော်မိုစ်ရေလက်ကြားမှာစစ်ရေးရာကာကွယ်ဆောင်ရှောက်မှုပေးရန်ဂျာမနီအနေနဲ့ကူညီရန်အသင့်ရှိကြောင်း၎င်းကဆိုသည်ဒါပေမဲ့အဲ့ဒီလိုလုပ်ဖို့ကလည်းနိုင်ငံတကာရဲ့လုပ်ပိုင်ခွင့်အာဏာလိုအပ်တယ်လို့ဂျာမနီလွှတ်တော်ရဲ့အတည်ပြုချက်နဲ့အစိုးရဘွဲ့ရဲ့အဆုံးဖြတ်ချက်တွေလည်းအရင်လိုအပ်ပါသေးတယ်ဟုမတ်စ်ကပြောကြားခဲ့သည်